这个东西，烧到这烧酒也来拉到的，但是我在讲呢，小好的，有几几啊嘞，我啥问题啊嘞，完了你要到后面不对嘛，我收到人家一桌的年龄嘛。你别笑，တပည့်လား ဟုတ်ရှေ့ဘက်က ထဲလိုက်သားမှာတပည့်လောက်ထဲ 看我看， ငါထခဲလေးရောက်ကြည့်တယ်တရားကြည့်အောင်ဟောအားပြောတာကြည့်ပြော 我那说到是，他讲你现在个新民路了，太重要。 ရှေ့ဘက် 哎，现在我新民了。 ဒီဘက် 你描述你的，觉得你的，也不表达，你要别把个批评掉，别把个道歉掉啊！你有你，哎，不干了，来么有你管的？ မိကျော်ငါနင်းဆိုင်ရဲ့သမင်းရှင်တော့မစောကားနဲ့ပြန်လောက်ရတာ1000ဝယ်ရစီအရှိတယ် မလေးခမင်းရှင်ဆိုလို့ရှိရင်လေနေလုံးကောင်းတောက်မှတမင်းစားမယ်ဆိုလဲငတ်ခံလိုက်မယ်နင်တို့သိရင်သိမသိငါဒီရောက်ကပြောင်းမှကိုစင်ပြီးပဲတော့မှာ ဟာတော့ကြက်တွေတုံးတဲ့ဆိုင်ရှင်ဟာ မလေးတို့တော်ကြက်သိရှိရဆိုတော့ ထဲသားမှာပတ်တာပါတယ် မလေးကြီးကျက်တယ်မလေးပြက်တရားပေါ့ပြက်တရားစိတ်မှာကြီးနောက်ထပ်ဒုက္ခပေးမဲ့အကောင့်တစ်ကောင်လာပါ ညီမလေး ဟဲ့ကောင်ဒီကဘူးနောက်ဆုံးနမ်းမရောပဲ ဟုတ်ပါဘူးဒီမဲ့ဟိုအရက်လာဝဲတာ ဘာရက်တော့ နှလုံးတော့ ဘာတလုံးလို့ယူမလားတလုံးနှစ်ပုံနေဒီမှာ ဘာလို့ရောပါလဲဗျဟိုကျွန်တော်ပြောတာဟိုဘရာသာစမှုပြောတာ အဲ့ဆိုဗလာသာစမှုဆိုဗလာသာစမှုလို့ရှင်းရှင်းပြောလေဟိုမရောက်ပြင်အောင်ပြောနေ ဟုတ်ကဲ့ပါဟိုအဲ့ဒါစမှုလုံးကျွန်တော်ကပတ်စံပေးတော့သူများနေလို့အကျွမ်းမှတ်မတော့ လေးကြီးတခါတလေလေးပဲစပ်သေးတော့တော့ငါရောက်ကတည်းကနင်တို့နှစ်ယောက်ပဲကြောက်တာကျန်တဲ့လူမကြောက်အောင် အဲ့လောက်ကြီးလည်းဟုတ်ပါဘူးဗျမလေးရ လူကြီးနေပြဖိုးလာ ကိုကြီးတော့6500လေ အာညီမလေးကလေကိုရဝယ်နေကြပဲလေ9000ပဲကြည့်တာပါ 6500ပါကိုကြီး ဩကိုရရောက်ကမှ9000 အဲ့ဆိုလေးကြည့်လိုက်ပါ ဩကောတော့ တက်ကမှညီဘယ်လိုရောင်းနေရလဲဟမ်နှခမ်းလို့ကြည့်ပြီးตายရနေရလားငါ့ကိုရင်းပြောင်းလုပ်နေရလားညီတလုံးမှ9000နဲ့ပေးချင်တော့ညီကလည်းကောက်လေတော့ကောက်မှာ တော့ဟိုကျေးဇူးပဲနော် ငါတက်လင်းလာယူနေတော့ငါရွက်ပြောလိုက်တော့ကောက်ပေါအောင်လိုက်သွားလိုက်တာဘယ်ကလေးလင်းလို့ချင်းမှန်းကူဟဲ့ကောင်နေပါလို့ဘာလုံးပေးဘာတလုံးတော့ ဘရာသာ စမှု ဟုတ်တယ် အစောကပတ်စံမရှိတော့ဘယ်ထွက်လာ ဘာပဲပေးဆိုပေးစရာရှိ မ တယ် လေးရောက်ဝင်နေကြည့်နေဘယ်ခိုးလာလဲမသိဘာကြည့်တာ ကောင်းမလေးလေ ဘယ်ကောင်မလေးတော့ နင်တို့ဆိုင်မှာဘရာသာတစ်လုံးဝင်ကောင်းမလေးတယောက်စီရတာမဟုတ်ဘူးလား ဩနင်က brother စမှုမလို့ကောင်မလေးတယောက်လူချင်းနေပေါ့ဟဲ့လား ဘောက ရမယ်ခဏစောင့်လာပွားမယ်လာ ဟုတ်ဘယ်တော့မှာတော့ လင်းတော့လိုက်ပြီလို့လေ မသူလဲ နင်းတော့ကိုလိုက်ပါလေ ငါတော့နင် အေးလေ မဟုတ်လေငါကောင်းမလေးတွေလိုချင်တယ် အေးကောင်မလေးလည်းမကြည့်ဘူးဟာဒီကောင်မကြီးပဲရှိတယ်ကောင်မကြီးပဲရှိတယ် ဟောမဖြစ်ပါဘူးမဖြစ်ပါဘူး ဘာဖြစ်လို့ ငါပြောရင်မရအောင်ငါအမားတွေပဲခိုင်းတယ် အေးမပြောဘူးမာတလားတော့မမင်းနဲ့အရင်စမ်းကြည့်စမ်းပါအေးသူတပြကိုတပြမပြင်းကြိုက်တာပြော ချီးတာကောင်းကြလေ